ကျွန်တော်နာမည်ကျော်ဝင်းထွန်းပါအင်ကတော့ MMA Fighter တယောက်အနေနဲ့ရှင်းပြကစားခဲ့ပါတယ်ယနေ့ကျင်းပသော3-7 MMA main event TKO ဖြင့်နိုင်ရရှိသွားသူတော်ကတော့အနီတောင် Top 1 Glamour ရန်ကုန်သား MMA Fighter ကျော်ဝင်းရန်ထွန်း ညာရိုးကလက်ဝဲပွဲဒီမှာလည်းထိုးတက်ခဲ့ပြီးခေါ်ပေါ်မှာလည်းဝဲဒီမှာလည်းကျွန်တော်ပါဝင်ရှင်ရခဲ့ပါကျွန်တော်ကလက်ဝဲကိုတကယ်ဝါနာပါတယ်လို့ပြောပြီးပွဲတွေကိုလည်းအမြဲကြိုးစားပြီးထိုးတက်ခဲ့ပြီးတော့လက်ဝဲကလပ်စာတွေဖွင့်နေကြတဲ့ကဆရာမောင်နဲ့လေ့ကျင့်ဖြစ်ခဲ့အဲဒီကနေစပြီးတော့တောင်းမှာကောက်နေပြီးတော့အခုဆိုဒီမှာပဲနေထိုင်ဒီမှာပဲလေ့ကျင့်ကျွန်တော်ရဲ့ fighter ဘဝကိုတီးဆောင်နေပါတယ်ဒီမှာဆိုရင်ကျွန်တော်လိုပဲအိမ်မက်တွေရှိတဲ့ fighter တွေအများကြီးရှိပါတယ်တယောက်နဲ့တယောက်အတွေ့အကြုံတွေမျှဝေကြတယ်အားပေးကူညီကြတယ်ညီကိုတွေလိုပဲအတူတကွလေ့ကျင့်ကြပါတယ်တောင်းလက်ဝဲကလေးအားသာချက်ကတော့ဆရာတွေရဲ့စနစ်တကျသင်ကြားပေးမှုနဲ့ professional လေ့ကျင့်တဲ့နေရာတစ်ခုဖြစ်ပါတယ်ဇလတီဗီကလည်းကျွန်တော်တို့တိုးတက်ခြင်းနဲ့ဒါမှမဟုတ်အရင်အဆင်ပြေပြီးဒီချင်းပိုင်းဆိုင်ရာတိုးတက်မှုထောက်ကူဖြစ်စေပါတယ်ဒါပြင်ဒီနေရာ fighter တွေအတွက်တင်မဟုတ်ဘူးကျမ်းမာရေးကောင်းမှုချင်းသူတွေကိုလေးချင်းကြောကြခြင်းတွေ fitness level မြင့်ခြင်းတဲ့သူတွေအတွက်လည်းအကောင်းဆုံးလေ့ကျင့်ခန်းလုပ်နိုင်တဲ့နေရာတစ်ခုဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အတူလာရောက်လေ့ကျင့်ပြီးပုံမူကျမ်းမာတန်ဆွမ်းတဲ့ဘဝတစ်ခုကိုစတင်လိုက်ပါ